CPU fan ရဲ့ power ကျိုးကိုဖြုတ်မယ်ပြီးရင် weld မှာတစ်လုံးဒီမှာတစ်လုံးဒီမှာတစ်လုံးရှိပြီ weld 3လုံးရှိမှာပေါ့နော် weld 3လုံးဖြုတ်ပြီးအဲ့ဖြုတ်လိုက်လို့ရတယ်ဒီ CPU weld လေးဖြုတ်ပြီးသွားပြီဆိုလို့ရှိရင် value ဆွဲပြီးတော့ဆက်ဖြုတ်ဒီဘက်ဒီ channel ကိုအရင်တွင်ပေါ့နော် show ပြီးတော့ဒီဘက် channel အရင်တွင်ပြီးတော့ဒီဘက် channel fitting ကြာသွားတော့မှကောင်းလေးကိုနည်းနည်းလေးဒီ frame ကိုဆွဲပြီးတော့ဖိထည့်လိုက်တာ fitting ဖြစ်သွားပြီပေါ့နော်ဒါခုနချုပ်ထားတဲ့ဆက်ကိုဆက်တက်ကြည့်ရအောင်ဝင်လို့တက်တယ်ဒီ specification တစ်ချက်စစ်ကြည့်အောင် CPU က i7 ကို13ကျန်RAM 32 GB နောက်ချောင်းဆိုင်လို့ရမယ် SSD 1TB ပြီးတော့ဒီကောင်
Wi-Fi ကတ်တော့တွေ့လိုက်တယ် Bluetooth Wi-Fi Bluetooth ပါဖို့များတယ် network controller ဆိုတော့ပါတယ်ဒါပါပဲပေါင်းလေးကသူအများအဖြစ်ကအမတ်ဆိုင်ရဲ့ပုံကိုပဲတုံးကြတော့လေအမတ်ဆိုင်လိုပဲဘိုင်းကိုဝင်မယ်ဆိုရင် delete key root menu ခေါ်မယ်ဆိုရင် F11 ဒါတွေနဲ့ခေါ်လို့ရတယ်ပေါ့နော်ဒီတော့ဘိုင်းကိုဝင်မယ်ဆိုလို့ရှိရင် delete နဲ့ဝင်ရတယ် delete key နဲ့ဝင်ရမှာအဲ့တော့ delete key နဲ့ဝင်ရမယ်နော်root menu ခေါ်မယ်ဆိုလို့ရှိရင် F11 နဲ့ခေါ်ရမယ်